အမေလီယာထူတဲ့ဖခင်တရားဟာသူ့မိသားစုကိုနယူးယောက်မြို့ရောက်နေပြီဆိုပြီးဂေတာဘာလို့ခေါ်တဲ့မြို့တစ်မြို့ကိုခေါ်သွားပါတယ်။ဓာတ်စီဆိုင်မှာစီဖြစ်နေတော့သူတို့မိသားစုမွေးထားတဲ့ခွေးလေးကကားပေါ်ကနေခြုံပုတ်တွေကြတဲ့ကိုပြေးဆင်းသွားတာကြောင့်သမီးဖြစ်သူကခွေးကိုလိုက်ရှာဖို့ခြုံပုတ်တွေနာသွားတဲ့အခါမှာတော့လူပုံစံပေါက်နေတဲ့မိချောင်းတတဝါကြီးကရုတ်တရက်တိုက်ခိုက်ပါတော့တယ်။မိသားစုလည်းကြောက်လန့်တကြားနဲ့ကားမောင်းပြေးကြပြီးခွေးကလေးကလည်းကားထွက်ခံဒီမှာကားပေါ်ကိုအမြန်ခုန်တက်လိုက်နိုင်ပါတယ်။တစ်ဖက်မှာတော့ Mystery Inn အဖွဲ့သားတွေဟာ Fred ရဲ့အိမ်မှာထိုင်ရင်ထူးခြားဆန်းကျဲတဲ့အမှုတွေမကြုံရတာကြပြီဆိုပြီးညီးတွားနေကြပါတယ်။ Fred ကတော့သူ့ရဲ့ထောင်ချောက်အစ်စ်ကိုဆန်တက်ရင်ပစ္စည်းလာပိုးတဲ့သူကိုတော့အိမ်ရှိဝရဏမှာဖမ်းမိထားပါသေးတယ်။အဲ့ဒီအချိန်မှာပဲ Mr. Easy ကနေစာတစောင်နဲ့ပါဆယ်တစ်ခုရောက်လာပါတယ်။ပါဆယ်တုပ်ထဲမှာတော့နှစ်ပေါင်းများစွာမိချောင်းသိပ်ရည်မထွက်တော့တဲ့ဂေတာဘာမျိုးကနေပြုလုပ်ထားတဲ့ 100% မိချောင်းသိပ်ရည်စစ်စစ်အိတ်တစ်လုံးပါလာပါတယ်။တကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဂေတာဘာမျိုးကိုရွှေရှာသူတွေရောက်လာခဲ့ကြပေမဲ့ရွှေရစားမိချောင်းတွေကိုသာတူးဖော်မိခဲ့ကြပါတယ်။အဲ့ဒီမိချောင်းတွေကပိုတန်ဖိုးရှိတာကြောင့်မကြခင်မှာပဲမျိုးဟာမိချောင်းသိပ်ရည်တွေထုတ်ကုန်တွေနဲ့နာမည်ကြီးပြီးစီကားလာခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့မိချောင်းတွင်းတွေခန်းချောက်သွားပြီးဂေတာဘာမျိုးဟာမျိုးပြက်ကြီးဖြစ်သွားခဲ့ပါတယ်။ဒီအကြောင်းရင်းကိုစုံစမ်းဖို့အဖွဲ့သားတွေအားလုံးဂေတာဘာစီကိုခရီးထွက်လာခဲ့ကြပါတယ်။မျိုးကိုရောက်တဲ့အခါ Fred နဲ့ Daphne ကတတွဲ Velma, Shaggy နဲ့ Scooby တို့ကတတွဲဆိုပြီးခွဲလိုက်ကြပါတယ်။ Velma ကတော့ဒါကိုအခွင့်ကောင်းယူပြီး Shaggy နဲ့ romantic ဆန်ဆန်နေခြင်းနေပေမဲ့ Shaggy က Scooby တို့စိတ်ဆိုးမှကြောက်နေလို့မနေရဲဖြစ်နေပါတယ်။ Shaggy နဲ့ Scooby တို့ဂေတာဘာကဆိုင်ကိုသွားစစ်ဆေးတဲ့အချိန်မှာမိချောင်းတတဝါကသူတို့ကိုမမြင်ကွယ်ရာကနေချောင်းနေခဲ့ပါတယ်။တဲလွန်စားမရပဲအဖွဲ့သားတွေပြန်ဆုံကြတဲ့အခါမျိုးတွေကပြန်ထွက်ဖို့လုပ်ကြပေမဲ့ Mystery Mission ကားရဲ့အင်ဂျင်ပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဖော်ရွေမှုမရှိတဲ့ဒေသခံကားပြင်စရာကအင်ဂျင်မရှိတော့လို့အသက်မှာရမယ်မနှက်မရောက်မယ်လို့လည်းပြောတာကြောင့်အစပိုင်းမှာသူတို့မိဘတွေကိုလမ်းခေါ်ပြီးလာချုပ်ခိုင်းပေမဲ့တယောက်မှမလာနိုင်ကြပါဘူး။ Velma အမေကမြင်းပြိုင်ပွဲကြည့်နေလို့ Fred အဖေကအိမ်မှာအေးစင်းနာနေခြင်းလို့ Daphne အမေကမှောင်ရင်အပြင်မထွက်ခြင်းလို့ Shaggy မိဘတွေကလည်းအိမ်မှာပကြီးဆွဲနေလို့ဆိုပြီးအတီးတီးညင်းပယ်ကြပါတယ်။အဲ့ဒါကြောင့်ဂေတာဘာမှာပဲညအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ Fred ကကားပြင်စရာကိုတဲခိုဖို့နေရာမေးမြန်းတဲ့အခါသူ့ညီမရဲ့ဟိုတယ်ကိုညွှန်လိုက်ပါတယ်။ဟိုတယ်ပိုင်ရှင် Greta ဂေတာရဲ့သားဖြစ်သူ Gunther ကတော့သူတို့ရောက်လာတာကိုသိပ်ပဝင်မကြပါဘူး။ Greta ကသူတို့ကိုအခန်းနှခန်းပေးပြီးစီကန်းချက်၃ချက်ကိုပြောပြပါတယ်။ကြားမအတူမနေရအခန်းထဲကနေအပြင်မထွက်ရတရိတ်ဆန်မပါရဆိုတာတွေကြောင့် Scooby ကကားပေါ်မှာပဲအိတ်လိုက်ရပါတယ်။ Velma ကတော့ချက်ချင်းဆိုသလိုစီကန်းချိုးပေါက်ပြီး Shaggy စီကိုခိုးသွားတဲ့အချိန် Shaggy ကလည်း Scooby ကိုစိတ်ပူပြီးအပြင်ထွက်လာတာကြောင့် Velma နဲ့ပတ်ပင်တိုးမိကြပါတယ်။ Shaggy က Velma စီလာတာပါလို့လိန်ပြောနေတဲ့အချိန်မှာပဲ Scooby ကိုမိချောင်းလူသား၃ကောင်ကဝိုင်းတိုက်ခိုင်းနေတာကြောင့် Scooby လည်း Fred ရဲ့အခန်းထဲကိုအမြန်ပြေးဝင်သွားပါတယ်။အခန်းထဲမှာတော့ Fred ကစိတ်မပါတဲ့ Daphne ကိုသူတို့အမှုတွေဖြေရှင်းတော့ကသုံးခဲ့တဲ့ထောင်ချောက်တွေအကြောင်းစူးစီးထားတဲ့စာအုပ်ကိုထိုင်ပြနေပါတယ်။ Scooby နောက်ကနေမိချောင်းလူသားတွေပါအခန်းထဲရောက်လာပြီးမိတွေအားလုံးလည်းပြတ်သွားပါတယ်။သူတို့တွေညံစင်ပြီးထွက်ပြေးလွတ်မြောက်လာကြပါတယ်။ Daphne နဲ့ Velma တို့အခန်းမှာတော့ Velma နဲ့ Shaggy တို့နန်းကန်ဒီဆဲဆဲမှာတခြားသူတွေအခန်းထဲပြေးဝင်လာလို့ပြတ်သွားပါတယ်။အားလုံးအတူတူထွက်ပြေးကြရင် Velma ကိုမိချောင်းတတဝါတကောင်ကကြမ်းကင်းပေါက်ထဲဆွဲချသွားပြီးမြဲ Shaggy ကရဲရဲဝန်းဝန်းနဲ့ပြန်ကယ်တင်လိုက်နိုင်ပါတယ်။ Velma ခြေထောက်ကိုဆွဲထားတော့ကမိချောင်းလက်အိတ်တစ်ခုကြံခဲ့တာကြောင့်ဒီတတဝါတွေကအစ်စ်မဟုတ်မှန်းသိလိုက်ရပြီမြဲလဲကြောက်ဖို့ကောင်းနေတော့မလို့ Mystery Mission ကားကိုမြို့ပြင်ရောက်တဲ့အထိဝိုင်းတွန်းကြပြီးထွက်ပြေးကြပါတယ်။မြို့ပြင်ရောက်တော့မိချောင်းတတဝါတွေလိုက်မလာတော့တာကိုတတိထားမိလိုက်တဲ့ Fred ကမိချောင်းတတဝါတွေကသူတို့ကိုမြို့ထဲကနေမောင်းထုတ်ချင်ုံတက်ပဲဆိုတာကိုသဘောပေါက်သွားပါတယ်။အဲ့ဒါနဲ့မြို့ထဲကိုပြန်ချောင်းကြည့်တဲ့အခါမိချောင်းတတဝါတွေကလှေပေါ်ကိုမိချောင်းသိပ်ရည်ထုတ်ကုန်တွေကိုတင်နေတာကိုတွေ့လိုက်ရပါတယ်။တရိတ်ဆန်တရေအတုဆိုရင်ဓာတ်မတည့်တဲ့ Daphne က 100% မိချောင်းသိပ်ရည်စစ်စစ်ဆိုတဲ့ပစ္စည်းတွေဟာတကယ်တော့အတုတွေပါဆိုပြီးအတီးပြုတ်ပေးခဲ့ပါတယ်။ Fred ကထောင်ချောက်ဆင်ပြီးမိချောင်းတတဝါတွေကိုဖမ်းလိုက်နိုင်ပါတယ်။သူ့ရဲ့ထောင်ချောက်ဟောင်းတစ်ခုကိုတုံပြီးဖမ်းလိုက်နိုင်လို့ Fred ကဂုဏ်ယူနေပေမဲ့ Daphne ကတော့သူ့ရဲ့တစ်ဖက်သက်စိတ်ဝင်စားမှုကိုညီးငွေ့နေပြီဖြစ်ပါတယ်။ Crystal Cove ရဲတွေရောက်လာတဲ့အခါမိချောင်းတတဝါတွေအဖြစ်လူယောင်ဆောင်ထားတဲ့သူတွေဟာကားစရာ Grady သူ့ညီမ Greta နဲ့တူဖြစ်သူ Gunther တို့ဖြစ်နေမှန်းပေါ်သွားပါတယ်။သူတို့ဝန်ခံတဲ့အရာကတော့ဂေတာဘာမှာမိချောင်းတွေမျိုးသုံးသွားပြီးတဲ့နောက်လူတွေအကုန်ပြောင်းရွှေ့သွားကြပြီမဲ့သူတို့၃ယောက်ကတော့သူတို့အိမ်မို့လို့မပြောင်းချင်ခဲ့ကြပါဘူး။ဒါပေမဲ့ဝင်ငွေရဖို့အတွက်မိချောင်းသိပ်ရည်အတူတွေလုပ်ပြီးအစ်စ်ပါဆိုပြီးလိန်ရောက်ဖို့ကြံစီခဲ့ကြပါတယ်။ဒီအကြံစီတွေပေါ်မသွားအောင်လဲဂေတာဘာမှာဘယ်သူမှလာမရှုပ်အောင်မိချောင်းတတဝါတွေအဖြစ်ဝစ်စင်ပြီးခြောက်လန့်ခဲ့ကြတာဖြစ်ပါတယ်။ရဲမှုစတုံးကသူ့ဝယ်ထားတဲ့မိချောင်းသိပ်ရည်ဝစ်စုံကလေမဝင်တဲ့အတူကြီးဖြစ်နေလို့ဒေါသထွက်ပြီးဂေတာဘာကသူ့ရဲ့စီရင်ပိုင်ခွင့်နယ်မြေမဟုတ်ပေမဲ့မိချောင်းမိသားစုကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အဲ့ဒီနောက်အိမ်ပြန်လိုက်ဖို့ပေးဖို့ Fred ရဲ့အကူအညီတောင်းတာကိုလည်းမကြားချင်အောင်ဆောင်ပြီးမောင်းထွက်သွားပါတော့တယ်။ဒါပေမဲ့အဖွဲ့သားတွေဟာ Mystery Mission ကားနှိုးတံကိုကြားလိုက်ရလို့လန့်သွားကြပါတယ်။ကြည့်လိုက်တော့ကားအင်ဂျင်အသစ်တက်ဆင်ထားတာတွေ့ရပြီး Mr. Easy ကဒီအမှုဟာဘဟေဒီရဲ့အစိပ်အပိုင်းတစ်ခုပဲရှိသေးတယ်ဆိုတဲ့စာတစောင်ကိုပါတွေ့လိုက်ရပါတယ်။